အိန္ဒိယနိုင်ငံအာဂရာမြို့မှာဒီနေ့ခေတ်ကမ္ဘာအပြောင်မြောက်ဆုံးမကိုပြီးသူကလိုက်ရဖြစ်တဲ့ Taj Mahal ရှိပါတယ်။ဧက42ဧကအကျယ်ဝန်းနဲ့ဖြန့်ကျက်ထားပြီးအဝေးကကြည့်ရင်တော့မှတလက်လက်တောက်ပနေတဲ့ဒီဂူဘိတ်မှန်ကြီးဟာလှပတဲ့ပန်းခြံတွေနဲ့ဝန်းရံထားပေမဲ့တစ်ဖက်မှာလည်းဝမ်းနဲ့ကြေခွဲစရာဇာတ်လမ်းတစ်ပုဒ်ကိုပြောပြဖို့ရှိနေပါတယ်။ဝေါ်နာမြန်မာ TV ရဲ့ဗီဒီယိုတွေကနေတစ်ခါပြန်လဲကြိုဆိုလိုက်ပါတယ်။ဝေါ်နာမြန်မာ TV မှာကြည့်နေရတဲ့ဗီဒီယိုကောင်းတိုင်းဟာပြီးပြတ်မှု editing တစ်ခုတည်းကနေစတင်ခဲ့တာပါ။သူများတွေဖန်တီးထားတာကိုကြည့်ရင်းနဲ့ငါလည်းဒီလိုမျိုးတွေတီးဖြတ်ချင်လိုက်တာလို့တွေးမိဘူးပါသလား။တကယ်တော့ကိုယ့်ရဲ့စိတ်ကူးတွေကိုရုပ်လုံးဖော်ဖို့အတွက်အကြီးကြီးပြင်ဆင်နေကြမလို့ပါဘူး။တင်းလက်ထဲမှာကွန်ပျူတာတစ်လုံးမှရှိရှိဖုန်းတစ်လုံးမှရှိရှိဖန်တီးနိုင်စွမ်းတင်းစီမှာရှိနေပြီးသားပါ။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးကို The World Power မြန်မာကနေစပွန်ဆာပေးပြီးကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်။သူတို့ကလူငယ်တိုင်းတီးဖြတ်တဲ့ပညာရပ်ကိုအလွယ်ကူဆုံးနဲ့ဈေးနှုန်းချိုချိုသာသာသင်ယူစေချင်တာပါ။ဒါကြောင့်ကွန်ပျူတာအတွက် Adobe Premiere Pro နဲ့ဖုန်းအတွက် CapCut တီးဖြတ်နည်းတွေကိုအခြေခံစပြီးတခါတည်းသင်ပေးမဲ့သင်တန်းလေးကိုပြင်ဆင်ထားပါတယ်။ဘာမှမသိသေးတဲ့ beginner တယောက်ဆိုရင်တော့နားလည်လွယ်တဲ့သင်ခန်းစာတွေကို9000ကျပ်ထဲနဲ့ရရှိမှာပါ။သူများဖန်တီးထားတာကိုထိုင်ကြည့်နေမယ်စားကိုယ်တိုင်ဖန်တီးသူတယောက်ဖြစ်လာဖို့အခုပဲစတင်လိုက်ပါ။အသေးစိတ်သိလို့ပါက Viber ကနေဆက်သွယ်လိုက်ပါ။လွန်ခဲ့တဲ့နှစ်ပေါင်း400လောက်ကတိဆောက်ခဲ့တဲ့ဒီလှပတဲ့အဆောက်အုံကြီးဟာအဲ့ဒီခေတ်အခါအကြီးကျယ်ဆုံးနဲ့အခမ်းအနားဆုံးဖြစ်ခဲ့သလိုဒီနေ့ခေတ်မှာလည်းကမ္ဘာအံ့ဖွယ်9ပါးရဲ့တစ်ခုအဖြစ်နဲ့သတ်မှတ်ခံထားရပါတယ်။ဒီခမ်းနားလာတဲ့အဆောက်အုံကြီးကိုတိဆောက်ဖို့အလုပ်သမားပေါင်း2000ကျော်ဟာတရက်နှစ်ရက်မဟုတ်ပဲ22နှစ်တိုင်သူတို့ရဲ့သွေးချွေးတွေကိုရင်းပြီးတော့နေရောညမှာစူးစမ်းခဲ့ကြပါတယ်။တကယ်လို့ဒီနေ့ခေတ်ကာလပေါက်ဈေးနဲ့သာတွက်ချက်ကြည့်မယ်ဆိုရင်စကြင်ကြောက်တွေနဲ့တိဆောက်ထားတဲ့ဒီဂူဘိတ်မှန်ကြီးရဲ့တန်ဖိုးဟာအံ့ဩစရာကောင်းလောက်အောင်အမေရိကန်ဒေါ်လာ1ဘီလီယံထက်မကတန်ဖိုးပိုရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမကိုပြီးသူကပညာရှင်တွေရဲ့ဒီအဆောက်အအုံမှာသူတို့ရဲ့လက်ရာမြောင်းလာတဲ့နည်းပညာတွေကိုခြံရစ်ထားခဲ့လို့ဖြစ်ပြီးဒီလက်ရာတွေကိုဒီနေ့ခေတ်ကမ္ဘာထိပ်တန်းအင်ဂျင်နီယာတွေရအောင်ချီးကျူးနေရတော့မှာပဲဒီအဆောက်အအုံဘလို့ဒီဇိုင်းထုတ်ထားလဲဆိုရင်ပင်မတကားကြီးရဲ့အနောက်ကနေလှမ်းကြည့်တဲ့အခါအင်မတန်ကြီးမားတယ်လို့ထင်ရပေမဲ့တကားဘက်ကိုတိုးသွားလေသူတို့ရဲ့အရွယ်အစားအလိုလိုသေးငယ်သွားလေပါပဲဒါမကိုပြီးသူကပညာရှင်တွေအသုံးပြုခဲ့တဲ့ညံကစားထားတဲ့တခုတည်းသောနီးလန်းတော့မဟုတ်ပါဘူး။ Taj Mahalရဲ့ဘေးဘက်လေကမုတ်တိုင်၄တိုင်ကိုတဲ့တဲ့မမတ်စိုက်ထူထားတာမဟုတ်ပဲအပြင်ဘက်ကိုအနှဲငယ်စောင်းနေအောင်လို့တီးဆောက်ထားတာပါ။ဘာလို့လဲဆိုတော့အဲ့ဒီတိုင်တွေကိုမမတ်ကြီးတာစောက်ထားမယ်ဆိုရင်အဝေးကနေကြည့်တဲ့အခါတိုင်တွေကအတွင်းဘက်ကိုစောင်းဝင်နေသလိုမျိုးအမြင်မှားတယ်လို့ပါ။အခုဒီပလီပုံမှာမြင်ရတဲ့အတိုင်းပါပဲ။နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့တကယ်လို့ပြင်းထန်တဲ့ငလျင်တန်းကြောင့်အဲ့ဒီတိုင်တွေပြိုလဲသွားခဲ့ရင်တော့အပြင်ဘက်ကသာလဲကျစေပြီးTaj Mahalအဆောက်အုံကြီးကိုဘာအထိခိုက်မှမဖြစ်စေဖို့အတွက်ပဲဖြစ်ပါတယ်။ဒါပေမဲ့တိဆောက်သူတွေကဘာဖြစ်လို့များဒီအဆောက်အုံအပွန်းဘက်အစင်းရလေးတစ်ခုတောင်မှအဖြစ်မခံနိုင်ကြတာလဲ။လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ကဒီ Taj Mahal ကိုတိဆောက်ဖို့ဘယ်လိုလျှို့ဝှက်လမ်းစဉ်တွေကိုအသုံးပြုခဲ့သလဲ။အဲ့ဒီခေတ်ကကွန်ကရစ်တွေတံမဏိတွေမရှိသေးဘဲနဲ့ဒီလောက်ခမ်းနားတဲ့ဂူဘိတ်မှန်ကြီးနဲ့မီတာ40မြင့်တဲ့အမိုးခုံးကြီးကိုဘယ်လိုများတိဆောက်ခဲ့ကြရလဲ။ဒါတွေအားလုံးနဲ့တခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတော့ဒီနေ့ရဲ့အထူးဗီဒီယိုထဲမှာသိရှိနိုင်မှာဖြစ်ပါတယ်။ကြည့်ရှုသူပရိသတ်တို့ရေဒီဇလန်ကအိန္ဒိယနဲ့ပါကစ္စတန်ဒေသကိုမကိုအင်ပါယာအုပ်စိုးနေတဲ့အချိန်1609ခုနှစ်ကနေစတင်ခဲ့တာပါ။အဲ့ဒီနေ့ကမကိုအေဂရစ်ရဲ့အငယ်ဆုံးသားတော်ရှာဟာဘူဒင်မိုဟာမက်ခူရန်အားအသက်15နှစ်ပြည့်ခဲ့ပြီဖြစ်လို့အာဂရာခံတပ်မှာကြီးကျယ်ခမ်းနားတဲ့ပွဲတော်တစ်ခုကိုကျင်းပပေးခဲ့ပါတယ်။ခူရန်မကိုအေဂရစ်ရဲ့အချစ်ဆုံးသားတော်ဖြစ်တဲ့အတွက်မွေးနေ့တိုင်းမှာသူ့ကိုစိန်ရွှေရတနာရီနဲ့ချိန်တွယ်ပြီးတော့ပူဇော်လေးရှိပါတယ်။ဆိုလိုတာကမင်းသားခူရန်ရဲ့ကိုယ်အလေးချိန်ဘယ်လောက်ရှိသလဲ။အဲ့ဒီအလေးချိန်အတိုင်းညီးမြတဲ့ရတနာတွေကိုသူ့နာမည်နဲ့လှူဒန်းပေးတာပါ။ဒါပေမဲ့ဒီနှစ်မွေးနေ့မှာတော့ထူးခြားမှုတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့မကိုအေဂရစ်ကမင်းသားခူရန်ကိုသူတို့ရဲ့ရှေ့နေတဦးရဲ့သမီးဖြစ်သူမွန်တာချ်မဟာနဲ့လက်ထပ်ပေးလိုက်တာပါပဲ။မွန်တာချ်နဲ့ခူရန်တို့ဟာတွေ့ချင်းပထမအဆုံးနေ့မှာနဲ့တဦးကိုတူအင်မတန်ချစ်ခင်ဆွဲလန်းသွားကြပါတယ်။အဲ့ဒီအချိန်တုန်းကတော့သူတို့ရဲ့အချစ်ဇလန်းဟာတမိုင်းမှာအမြဲထောင်ရတည်ရှိနေလိမ့်မယ်လို့ဘယ်သူမှမထင်မှတ်ထားခဲ့ကြပါဘူး။နောက်ထပ်10နှစ်အကြာမှာတော့မင်းသားဟာစစ်ပေါင်းများစွာကိုတိုက်ခိုက်အောင်မြင်ခဲ့တဲ့အတွက်အေဂရကြီးကသဘောကျပြီးသူ့ကိုရှာဂျဟန်ဆိုတဲ့ဘွဲ့အမည်ကိုချီးမြှင့်ခဲ့ပါတယ်။ဒီဘွဲ့ရဲ့အဓိပ္ပာယ်ကတော့ကဘာမြေရဲ့ဘယင်ဆိုတာပဲဖြစ်ပါတယ်။ရှာဂျဟန်မှာဇနီး6ယောက်ရှိပြီးအာဂရန်ခန်တပ်ရဲ့နန်းတွင်းဆောင်မှာနေထိုင်ကြပါတယ်။ဒါပေမဲ့အဲ့ဒီ6ယောက်ထဲမှာမှရှာဂျဟန်မွန်တာချ်ကိုအချစ်ဆုံးဖြစ်တာကြောင့်သူတို့နှစ်ဦးဟာအချိန်တော်တော်များများအတူတူကုံဆုံးလေးရှိပါတယ်
အချိန်တွေတရွေ့ကုံဆုံးလာပြီး၄နှစ်အကြာ1622ခုနှစ်မှာတော့မဂိုအေဂရကြီးဟာရုတ်တရက်နတ်ရွာဆန်သွားခဲ့ပါတယ်။မဂိုအင်ပါယာနာမည်ကြီးပြီးသားဖြစ်သလိုခမဲတော်ရဲ့အချစ်ဆုံးသားလည်းဖြစ်တဲ့ရှာဂျန်ဟာခမည်းတော်နတ်ရွာဆန်ပြီး9နှစ်အကြာ1628ခုနှစ်မှာတော့ထီနန်းကိုဆက်ခံခဲ့ပါတယ်။တနိုင်ငံလုံးကလည်းအေဂရစ်တစ်ကိုကြိုးစိုးအားပေးခဲ့ကြပါတယ်။အဲ့ဒီအချိန်ကမဂိုအင်ပါယာအထွန်းတောက်ဆုံးအချိန်ဖြစ်ပြီးအိန္ဒိယပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ဒေသတော်တော်များများကိုပါအုပ်စိုးထားနိုင်ခြင်းဖြစ်ပါတယ်။ဆုံးဖြတ်ချက်မှန်သမျှကိုရှာဂျန်ဟာကိုယ်တိုင်ချမှတ်ပြီးမွန်တတ်ကတော့နောက်ွယ်ကနေအကြံပေးလိရှိပါတယ်။ဒါပေမဲ့ဒီပျော်ရွှင်မှုတွေဟာမကြာခင်မှာဝမ်းထဲပူဆွေးမှုတွေဖြစ်လာတော့မယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး။နန်းတက်ပြီးတစ်နှစ်အကြာမှာရန်သူတွေနဲ့စစ်တိုက်ခဲ့ရပြီးနှစ်နှစ်အကြာမှာရှာဂျန်ကအောင်ပွဲခံနိုင်ခဲ့ပါတယ်။ဒါပေမဲ့အောင်ပွဲကိုဂုဏ်ပြုဖို့ပြင်ဆင်နေတုန်းမှာပဲစိတ်မကောင်းစရာသတင်းတစ်ခုကရောက်လာခဲ့ပါတယ်။အဲ့ဒါတော့14ရောက်မြောက်ရင်သွေးကိုဖွားမြင်နေတဲ့မွန်ထချရဲ့အခြေအနေဆိုးရွားလာပြီး1632ခုနှစ်ဇွန်လ18ရက်နေ့မှာပဲကွယ်လွန်သွားခဲ့တာပါ။တနိုင်ငံလုံးရဲ့အောင်ပွဲခံပွဲတွေဟာချက်ချင်းဆိုသလိုငိုတန်နေနဲ့အစားထိုးခံလိုက်ရပါတယ်။ဒီသတင်းဟာရှာဂျန်ဟန်အတွက်တော့ကဘာကြီးပျက်စီးသွားသလိုပါပဲ။သူ့အချစ်ဆုံးဖြစ်တဲ့မွန်ထချမရှိတော့တဲ့အတွက်ရှာဂျန်ဟာအမှောင်တူထဲမှာပဲအချိန်ကုန်ဆုံးနေခဲ့ပါတယ်။ရှေ့ရက်တိုင်ဘာမှမစားသလိုနောက်ထပ်2နှစ်အထိလည်းဂီတကိုနားမထောင်တော့ပဲအမွှေးနှံတာတွေကိုတော့မသုံးဆွဲတော့ပါဘူး။မွန်ထချမကွယ်လွန်ခင်မှာသူ့ရဲ့ဂူဗိတ်မှန်ကိုကဘာမှာအလှဆုံးဖြစ်စေခြင်းနဲ့လို့နောက်ဆုံးဆန္ဒပြုခဲ့ပါတယ်။ရှာဂျန်ဟာလည်းသူ့ရဲ့အခြေဆုံးဇနီးရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ဘဝတစ်ခုလုံးပုံအောပြီးတိဆောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မွန်ထချကွယ်လွန်ပြီး6လအကြာ1632ခုနှစ်မှာပဲထချမှာတိဆောက်ရေးကိုစတင်ခဲ့ပါတယ်။ဒီလိုနဲ့တနိုင်ငံလုံးကအလုပ်သမားကြောက်စစ်သမားနဲ့ပညာရှင်ပေါင်း2000ကျော်ကိုအာဂရာမြို့ကိုခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့မွန်ထချရဲ့ကူကရမုံနာမြကန်းသားမှာရှိတာကြောင့်အဲ့ဒီအခြေအနေမှာခိုင်ခန့်တဲ့အဆောက်အဦဆောက်ဖို့ကမလွယ်ပါဘူး။မြေကမ်းသားမြေသားနူးညံ့တာကြောင့်အုတ်မြစ်ကိုထိခိုက်နိုင်ပါတယ်။ဒါကိုဖြည့်ရှင်းဖို့မကိုအင်ဂျင်နီယာတွေကမြေရောက်ကိုမာတဲ့မြေသားရောက်တဲ့အထိကျင်းတွေတူးခဲ့ကြပါတယ်။အဲ့ဒီကျင်းတွေကိုကြောက်ခဲတွေရွှွန်စည်းတွေနဲ့ပြန်ဖို့ပြီးအပေါ်ကနေကြောက်တိုင်ကြီးစိုက်ထူခဲ့ပါတယ်။ဒီအလုပ်မှာအလုပ်သမားတွေအပြင်စင်တက်မတော်ကြီးကိုပါအသုံးပြုခဲ့ရပါတယ်။ဒီနီလန်းအောင်မြင်သွားပြီးခိုင်ခန့်တဲ့အုတ်မြစ်ကိုရရှိခဲ့ပါတယ်။နောက်တစ်ဆင့်ကတော့ဘယ်သူမှမမြင်ဘူးသေးတဲ့ဒီဇိုင်းကိုထုတ်ဖို့ပါပဲ။ရှာဂျန်ဟာTaj Mahal ရဲ့ဒီဇိုင်းအတွက်သူ့ရဲ့ဘိုးဘေးတွေရဲ့ဂူဗိတ်မှန်တွေစီကနေအိုင်ဒီယာယူခဲ့ပါတယ်။မုတ်တိုင်ဒီဇိုင်းကိုဖခင်ရဲ့ဂူကနေယူတယ်။အလဲဘဟိုအဆောက်အဦဒီဇိုင်းကိုတော့ဘိုးရဲ့ဂူကနေယူပြီးအမိုးကုန်းဒီဇိုင်းကိုတော့သူ့ဦးလေးရဲ့ဂူဗိတ်မှန်စီကနေပြီးတော့အိုင်ဒီယာယူခဲ့တာဖြစ်ပါတယ်။ဒီအိုင်ဒီယာတွေအားလုံးကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့ခံညားထည်ဝါလာတဲ့Taj Mahalရဲ့ဒီဇိုင်းဟာထွက်ပေါ်လာခဲ့ပါတယ်။အဆောက်အုံရဲ့ကိုယ်တွေကိုတိဆောက်ဖို့အတွက်အုတ်ချက်ပေါင်းတန်းနဲ့ချီကိုလုပ်ငန်းခွင်မှာနေဖုတ်ပြီးတော့အသုံးပြုခဲ့ကြတာပါ။ဒါတွေကထင်သလောက်မလွယ်ကူသလိုငွေကြေးဒဏတွေလည်းအမြောင်များကုန်ကျခံခဲ့ရပါတယ်။နေ့ရက်တွေကုန်ဆုံးလာတာနဲ့အမျှတော်ဝင်ဘန်နာတိုက်ထဲကငွေတွေကလည်းတဖြည်းဖြည်းယုံနေလာခဲ့ပေမဲ့ရှာဂျန်ဟန်ကတော့ဘာမှဂရုမစိုက်ခဲ့ပါဘူး။သူ့ရဲ့တခုတည်းသောရည်မှန်းချက်ကဘလို့ပေးစမ်းမှုမျိုးနဲ့မဆိုဒီအလုပ်ကိုအပြီးသတ်ဖို့ပါပဲ။Taj Mahalတိဆောက်ရေးမှာလူငယ်ကအများအပြားအသုံးပြုခဲ့ရလွန်းလို့ပတ်ဝန်းကျင်ဒေသတွေမှာစားနပ်ရိက္ခာတွေတောင်မှပြက်လက်ကုန်တယ်လို့ဆိုကြပါတယ်။အလုပ်သမားနဲ့ပညာရှင်ပေါင်း2000ရဲ့စားဝတ်နေရေးအတွက်ရှာဂျန်ဟာအနီးနားအရရက်ကစံစဘာရိက္ခာတွေကိုအကုန်သိမ်းယူခဲ့ရပါတယ်။နှစ်ပေါင်းများစွာကြိုးပမ်းပြီးတဲ့နောက်မှာတော့အဆောက်အုံရဲ့ကိုယ်တွေပြီးစီးသွားပြီးစကြင်ကျောက်တွေနဲ့ပြင်ဆင်မွမ်းမံမှုအလှည့်ကိုရောက်လာပါတယ်။ဒီစကြင်ကျောက်တွေကိုတော့အာဂရာမြို့ကနေကီလိုမီတာ400ကျော်ဝေးတဲ့ရာဂျက်စတန်ပြည်နယ်ကနေမှာယူခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဒေသကထွက်တဲ့မကရာနာစကြင်ကျောက်ဟာဒီနေ့အထိကမ္ဘာမှာအကောင်းဆုံးလို့သတ်မှတ်ခံထားရလို့ပါပဲ။ရှာဂျန်ဟာTaj Mahalအတွက်မာကရာနာစကြင်ကျောက်အားလုံးကိုအပိုင်သိမ်းထားခဲ့ပါတယ်။ဆိုလိုတာကTaj Mahalအတွက်လိုသလောက်မရမချင်းဘသူ့ဟိုမှာအဲ့ဒီကျောက်တွေကိုဝယ်ယူခွင့်မပြုခဲ့ပါဘူး။စင်အကောင်ကြီး1000ကိုအသုံးပြုပြီးတန်ချိန်ပေါင်းများစွာလေးလံတဲ့စကြင်ကျောက်တွေကိုရာဂျာစတန်ကနေအာဂရာကိုတည်ယူခဲ့ကြပါတယ်။ Taj Mahalရဲ့အမိုးကုန်းကြီးဟာဘလောက်တောင်ကြီးမားသလဲဆိုတာကိုယ်တိုင်မြင်မှုမှပဲခံစားလို့ရမှာပါ။ဒီနေ့ခေတ်မှာတော့အခုလိုမျိုးအမိုးကုန်းတွေကိုတန်မဏိကိုယ်တွေနဲ့အလွယ်တကူတိဆောက်နိုင်ပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း400မီတာ40မြင့်တဲ့အမိုးကုန်းကြီးကိုကြောက်တုံးနေနဲ့ကြီးပဲအသုံးပြုပြီးတော့တိဆောက်ခဲ့တာပါ။ဒီအမိုးကုန်းကြီးကိုတိဆောက်ရမှာမကိုအင်ဂျင်နီယာတွေအသုံးပြုခဲ့တဲ့အလေးချိန်တွက်ချက်မှု stress calculation ပညာရပ်ကိုဒီနေ့ခေတ်အင်ဂျင်နီယာတွေတောင်အံ့ဩချီးကျူးနေရတော့မှာပဲTaj Mahalကိုအချောသက်ပြင်ဆင်တဲ့အခါမှာတော့ Petra Dura လို့ခေါ်တဲ့
ကြောက်စီပကြီးအတက်ပညာနဲ့အလှဆင်ခဲ့ပါတယ်အဲ့ဒါကတော့အဖိုးတန်ကြောင်းမြတ်ရတနာတွေကိုစကြင်ကြောက်သားထဲမှာမြုပ်နှံပြီးအလှဆင်တဲ့နည်းပညာပါစကြင်ကြောက်သားကိုကြောင်းမြတ်ရတနာရဲ့ပုံစံအတိုင်းအင်မတန်သေးငယ်တိကျစွာထွင်းထူပြီးမှကော်နဲ့ကတ်ထည့်ရတာဖြစ်ပါတယ်Taj Mahal မှာအသုံးပြုခဲ့တဲ့ကော်ဟာလည်းတာမန်ကော်မဟုတ်ပါဘူးသူဒေသနာပြုချက်တွေအရအဲ့ဒီကော်ကိုတင်လဲရည်တံမယာရည်နဲ့စကြင်ကြောက်မုံတွေကိုရောဆက်ပြီးပြုတ်လုပ်ထားတာလို့သိရပါတယ်အဲ့ဒီကော်ကိုပဲဒီနေ့အထိ Taj Mahal ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာအသုံးပြုနေသေးပါ Taj Mahal ရဲ့ထူးခြားချက်တစ်ခုကတော့တနေ့တာအတွင်းမှာအယောင်၄မျိုးပြောင်းလဲတတ်တာပါပဲနေမထွက်ခင်မှာအနက်ရောင်တန်းနေပြီးနေထွက်လာတဲ့အခါမှာတော့အဝါနုရောင်နဲ့ပန်းရောင်တန်းလာပါတယ်မွန်းတဲ့ချိန်မှာတော့ကောင်းကင်မြအောက်မှာပလဲလုံးကြီးတစ်လုံးလိုတက်လက်လက်တောက်ပနေပြီးနေဝင်ချိန်မှာတော့အဆောက်အုံတစ်ခုလုံးရွှေရောင်အဖြစ်နဲ့ပြောင်းလဲသွားပါတယ်22နှစ်တိုင်တိဆောက်ခဲ့ပြီးတဲ့နောက်1654ခုနှစ်မှာတော့ Taj Mahal ကြီးပြီးစီးသွားခဲ့ပါတယ်ရှာဂျန်ဟာသူ့ဇနီးအတွက်ကမ္ဘာမှာအလှဆုံးဂူဗိမ္မာန်ကြီးကိုတိဆောက်ပေးနိုင်ခဲ့ပါပြီဒီခမ်းနားတဲ့အဆောက်အုံကြီးကိုလည်းသူ့အချစ်ဆုံးဇနီး Mumtaz Mahal ကိုအစွဲပြုပြီး Taj Mahal လို့အမည်ပေးခဲ့ပါတယ်နှစ်စဉ်နှစ်တိုင်းMumtazရဲ့ကွယ်လွန်ခြင်းအထိမ်းအမှတ်နေ့ရောက်ရင်ရှာဂျန်ဟာယမုန်နာမြစ်ကမ်းဘေးကနေတဆင့် Taj Mahal ကိုလာရောက်လေ့ရှိပါတယ်ဒီဝင်ပေါက်ဟာတော်ဝင်မိသားစုတွေအတွက်ပဲတည်တံ့ပြုလုပ်ထားတာဖြစ်ပြီးအဲ့ဒီဝင်ပေါက်ရဲ့နံရံတွေပေါ်မှာတော့တော်ဝင်မျက်စိတွေနဲ့ပဲကြည့်ရှုခံစားဖို့ထိုက်တန်တဲ့လက်ရမြောက်ဗဗုနံရံစီးကားတွေကိုထွင်းထူထားခဲ့တာဖြစ်ပါတယ်ရှာဂျဟန်ရဲ့အဲ့ဒီအကုန်ကြအများဆုံး project ကြီးပြီးစီးသွားခဲ့ပေမဲ့တစ်ဖက်မှာလည်းအဲ့ဒီအဆောက်အအုံဟာမကိုအင်မာယာကိုပျက်စီးခြင်းအနာသက်အထိဆွဲခေါ်သွားခဲ့ပါတယ်၄နှစ်အကြာ1658ခုနှစ်မှာတော့ရှာဂျဟန်နဲ့မွန်တာ့တို့ရဲ့ကိုပိုင်သားတော်ကပဲခမီးတော်ရဲ့ထီးနှန်းကိုလှုပ်ကြံသိမ်းပိုက်ပြီးမကိုအင်ပါယာရဲ့အေဂရစ်အသစ်ဖြစ်လာခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း30လုံးလုံးဒီထီးနှန်းပေါ်မှာစိုးစံခဲ့တဲ့ရှာဂျန်ဟာအကျဉ်းသားတစ်ယောက်အဖြစ်နဲ့အာဂရန်ခန်တက်ထဲမှာပဲကျင်းချခံလိုက်ရပါတယ်သူ့အတွက်ပေးထားတဲ့တခုတည်းသောအခွင့်အရေးကတော့သူအကျဉ်းကျနေတဲ့ခန်တက်ရဲ့ပတင်းပေါက်ကနေTaj Mahal ဂူဗိမ္မာန်ကြီးကိုလှမ်းကြည့်ခွင့်ရတာပဲဖြစ်ပါတယ်ရှင်းနှစ်ကြာအကျဉ်းချခံပြီးတဲ့နောက်အသက်84နှစ်အရွယ်မှာတော့ရှာဂျန်ဟာလည်းဒီလောကကြီးကိုနှုတ်ဆက်သွားခဲ့ပါတယ်အခုဆိုရင်တော့ရှာဂျန်အတွက်မွန်တာ့နဲ့ပြန်လည်ဆုံတွေ့ရမယ့်အချိန်ရောက်လာခဲ့ပါပြီသူ့ကိုလည်းTaj Mahalဂူဗိမ္မာန်ကြီးထဲမှာပဲမွန်တာ့ရဲ့ဘေးမှာမြုပ်နှံပေးခဲ့ကြပါတယ်မွန်နာမြန်မာ TV ရဲ့ဗီဒီယိုလေးကိုလည်းအားလုံးကကြိုက်နှစ်သက်ကြပြီးမျှဝေပေးကြမယ်လို့မျှော်လင့်ပါတယ်ပရိသတ်တို့ရဲ့မျက်နှာနဲ့ပေးပို့တဲ့ comment တွေအတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါမယ်ဗျာ